ChatGPT က version အသစ်ထွက်တာ 5.6 ဆိုတာလीသူကဘာတွေလုပ်လို့ရလဲဆိုတော့ကြတော့တဲ့ဒီကိုကဒါတခုပြောပြမယ်ပေါ့နော်ကိုကလုပ်ငန်းတစ်ခုစလုပ်တော့မယ်ဆိုကိုကဘယ်ကနေစရမယ်မသိလို့ရှိရင်သူ့ကိုမေးလိုက်လို့ရှိရင်သူကအသေးစိတ်စနေပြီးမှစပြီးပြောပြရဲဆိုလို့ကျွန်မကဘာလုပ်ငန်းတွေမေးရင်တောင်းမလဲဆိုတော့ TikTok မှာလည်းဒီဘဲမွေးတာတွေပဲတင်တော့ဘဲမွေးတာပေါ့နော်ဘဲမွေးမျိုးလုပ်ငန်းလုပ်ချင်တယ်ဘယ်လိုစရမလဲဆိုမေးလိုက်တဲ့အခါမှာသူအများကြီးပဲပြောတာအရင်ဆုံးဈေးကွက်စစ်ပါတဲ့ပြီးတော့လို့ရှိရင်ဘာတွေလိုတွေပေါ့နော်နောက်တစ်ခုကကျတော့ဘယ်လိုတွေထိမ့်သိမ်းရမလဲဘယ်လိုတွေစာကျွေးရမလဲယောဂတွေဘယ်လိုကောက်ွယ်ရမလဲပြီးရင်ကုန်ကျစရိတ်ဘယ်လိုတွေတွက်ရမလဲဆိုတော့အစုံအသေးစိတ်ပြောသွားတယ်အဲ့ပြီးတော့ကိုကပေါ့နော် finance ပိုင်းပေါ့နော်ဒီငွေကြေးပိုင်းဘယ်လိုမျိုးစီစဉ်ရမလဲဆိုမိတဲ့အခါမှာလေဒီပေါ့နော်ဝယ်မဲ့အဟာတွေခြံဆောက်ဖို့တွေပြောရှင်အစာဈေးတွေအမျက်ရှုံးတွက်တာတွေအဲ့ဒါတွေအကုန်ပြောပြသွားတယ်အဲ့တော့အဲ့ဒါကို Excel နဲ့ပေါ့နော်အစမ်းပြပေးနိုင်မလားဆိုပြောတဲ့အခါမှာသူက Excel နဲ့ပါဒီမျိုးပေါ့နော်လုပ်ပေးကြပါတယ်ဒီ Excel file လေးနဲ့ပေါ့နော်တခြားလေးကိုတွက်ပြထားအဲ့တော့ကကျတော့အဲ့ဆိုကိုကစလုပ်မယ်ဆိုလို့ရှိရင် infrastructure ပေါ့နော်ဘာလို့အဆောက်အဦတွေဘာတွေလိုလဲရေကန်တွေရောစောက်ရမှာလားဆိုမိတဲ့အခါမှာသူကဒီပေါ့နော်ဘယ်ကတော့ဘလောက်မီတာဘယ်ကတော့ဘလောက်မီတာယူခြင်းသူတင်နေဆိုပြီးတော့မှအဲ့ဒါကြီးလည်းအသေးစိတ်တွက်ပေးထားပါတယ်ဒီမှာပုံမဲပါတွက်ပေးထားတာနော်ပုံမဲပါဒီလိုမျိုးဒီဇိုင်းဆွဲပြီးတွက်ပေးထားတယ်အဲ့ဆိုကိုကပေါ့နော်ဒီကအလုပ်လုပ်မယ်ဆိုဝန်ထမ်းဘလောက်ခန့်ရမလဲဝန်ထမ်းတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုပြီးတော့ကြတော့လေဒီဝန်ထမ်းကတော့အများကြီးမလို့ပေါ့နော်ဘလောက်ဘာလုံးမဲ့လူဒီပေါ့နော်ဒီပါအဲ့ဒါလေးဘလောက်ပဲလူတယ်ပေါ့နော်လို့ရှိရင်ဝန်ထမ်းတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဒါလေးဒီဘဲရေတွက်ဘလောက်ကိုဘယ်သူကဘယ်လိုလုပ်ရမလဲဆိုတာဒါလေးလည်းသူတာဝန်ခွဲပြီးသွားရပေါ့နော်အဲ့တော့ကြတော့ဒီကိုသိချင်တာအကုန်လုံးသူအသေးစိတ်ကိုသူချင်းပြသွားတယ်ကိုကဒီလုပ်ငန်းတစ်ခုစမယ်ဆိုရှင်ကိုဘယ်ကနေစမလဲမသိဘူးဆိုလို့ရှိရင်ကိုကသူများတွေကလည်းမပြောချင်ဘူးလေသူတို့နဲ့ပြိုင်ပဲဖြစ်လာမယ်ဆိုတော့ကြတော့အဲ့ဆိုလို့ရှိရင်ကိုက ChatGPT ကိုမေးပြီးမှတဆင့်ချင်းသွားလို့ရတယ်ဆိုတာမျိုးကိုပြောချင်တာပါအဲ့တော့ ChatGPT ကဒီမှာကျွန်မက plus ကိုသုံးထားပါတယ်အဲ့တော့ ChatGPT ကိုဝယ်ချင်နေဆိုလို့ရှိရင်လည်းဒီ Telegram က Premium Access နဲ့လေးဆိုအကောင့်မှာသွားမိလို့ရပါတယ်